ကိုပတ်စံနဲ့ကိုဆိုလို့ရှိရင်ဘယ်တော့မှမတော်ပြမယ်ဖူဂျီဂျူဟိုင်လာကိုတတိယပတ်စံထုတ်ပြီးလို့သွားလိုက်တာပေါ့နော်အဲသွားရင်တော့အဲ့လိုမျိုးကိုကတကယ်ပဲစီးနိုင်မှာလားမသိဘူးဆိုပြီးတက်ကြွနေရောလမ်းကျန်နေနှမ်းကျန်နေလုံးဝကွက်တင်ကြနေကွာကြည့်လိုက်အဲ့လိုမျိုးကြည့်လိုက်တဲ့နေလုံးဝအသက်ရစရာကောင်းနေတဲ့ကြောင့်မလို့လုံးဝမစီးကြဘူးအခုချိန်ပြီးပြီးတော့ပတ်စံ BBC လို့ရတယ်ဆိုရင်လည်းပေါ့နော် one day bus ticket ဝယ်ပြီးတော့ပေါ့နော်အဲ့လိုမျိုးအများကြီးစီးနိုင်မှာထင်ပြီးဝယ်ခဲ့တယ်လုံးဝမတန်ဘူးပေါ့နော်နှစ်ခုပဲစီးနိုင်တယ်ဇော်ကွန်ဆိုရဲဆိုင်ကယ်စီရပေါ့နော်အဲ့ဆိုင်ကယ်ဆိုလို့ရှိရင်လည်းသူပြောတော့ကြည့်တော့တာအဲ့လိုမျိုးတိတ်တက်ကုန်ကောင်းလို့ထင်ရတယ်တကယ်တမ်းစီးကြည့်လဲစီးတယ်ခေါင်းဝမ်းမထောင်နိုင်ခေါင်းအောက်ဆိုင်ပြီးအော်လုံးကဒီလိုပတ်စံတွေကပြေးတာထွက်ကြတယ်နောက်တစ်ခုဖူဒီယာမာတော့စီးခဲ့ပေါ့နော်သူကကပတ်အရှိဆုံးစီးနေမှာပါတယ်ဆိုလို့စီးကြည့်ရပေါ့နော်အဲ့ဒါစီးပြီးတော့လုံးဝအသက်ပါပြန်ပါလာခဲ့တယ်ကျေးဇူးပဲတင်ရတယ်ဆိုဖို့လုံးဝအဲ့ဒါကြီးကြည့်ပြီးအမှန်တကယ်တော့စီးဖို့စိတ်ကူးတစ်စက်မှမရှိဘူးဒါပေမဲ့ကလေးတွေကစားစီးနေအောင်မြင်နေတဲ့ခါကျတော့ဟာဒီကလေးတောင်စီးလို့ရတယ်ပေါ့ဆိုပြီးတော့ကလေးတောင်စီးနိုင်တာလားဆိုပြီးတော့ try ကြည့်လိုက်တာအဲ့မှာလုံးဝတက်ဆင်အောင်ရတယ်ပေါ့နော်အဲ့ပေါ်ကနေဆင်းလာပြီးကြတဲ့လုံးဝလူကကထွက်ပြီးဘာမှလည်းလုပ်လို့မရတော့ဘူးဖြစ်သွားတယ်အဲ့ဒီနောက်ဆုံးနာရူတိုပဲဝင်ကြည့်ပြီးတော့ပဲပြန်လာခဲ့ရတယ်နော်လုံးဝမတန်ဘူးကွာone day pass ပဲပြီးတော့အဲ့လိုနှစ်ခုပဲစီးနိုင်တဲ့အတွက်ကြောင့်မတန်ဘူးเนาะစီးနိုင်နေတယ်ဆိုလို့ရှိရင်တော့လုံးဝတန်တယ် try ကြည့်တယ်